မှတွေ့တာကြာပြီဆိုတော့လေဝမ်းသာတာပေါ့မိုင်းကြီးအတွက်မိုင်းကြီးပြုတ်ပါတယ်ဗတ်တာညမဆိုပေမဲ့သမီးလို့ဖြစ်နေတာလေမိုင်းကြီးတဲ့သူပြန်လာနေပြီတဲ့အခုတဲ့ဗာလဲလီမော်တက်တော့မှာငါအဟုတ်မှလို့ပြီးတော့ညာကြီးရောက်လာဒါပေမဲ့မိုင်းကြီးမှလည်းဒီသူပြန်လာတဲ့သူနဲ့ကောင်းကောင်းကိုစကားမပြောရသေးဘူးသူပြန်လာတဲ့ကမအားတာစာပူတောင်းရိုက်တယ်စာပူတောင်းကလည်းနင်းညာရိုက်ရတယ်ပြီးတော့အခုမိုင်းရောက်ပုံဝင်ကားဝင်နေပြီပုံဝင်ကားပြီးရတယ်မိုင်းဦးငင်းမေးကားဆက်ဝင်ရမယ်အဲ့ဒါပြီးရတယ်မိုင်းရဲ့ဇလန်းတွဲဆိုတော့ကိုညီမနဲ့ကိုစကားတော်ဟာမပြောနိုင်သေးဘူးဒါတော့ तू အိမ်မှာပဲနေတာမိုင်းအိမ်မှာပဲနေတာခစ်ကမိုင်းတို့ကလည်းသူ့မတင်ပေးပြဘူးအခုတော့သူ့တော်လာတော့ကောင်းကောင်းလည်စင်ရတယ်ပြီးတော့ခစ်ကဒီနေ့ចောင်းတက်နေရဆိုတော့တစ်နှစ်နားမယ်သူ့ကိုစားတဲ့ကိစ္စတွေလည်းခဏရက်ခိုင်းထားတယ်ចောင်းကိုတစ်နှစ်ပြီးအောင်တက်လိုက်ပါသမီးရဲ့လို့ဒါလေးပြီးသွားရင်သမီးအတွက်လို့ခေါ်မလဲ certificate လေးရမယ်ဘွဲလေးတစ်ခုရမယ်သူ့ကိုချော့မော့ပြီးနှုတ်ပညာလုပ်တွေလည်းမလုပ်ပါနဲ့ကြော်ညာလေးအခုဒါတော့ပြောကြော်ညာလာရဲ့သူ့ကိုလာပြောနေရတယ်လူရှင်းကြော်ညာတော့သမီးရဲ့နောက်မှရိုက်ပါလို့သူ့တော့လည်းတစ်နှစ်လောက်နားပါဆိုလို့အခုခက်ကခု plot တွေလည်းခဏနားထားတယ်